မင်္ဂလာပါကျွန်တော်ဂျူနီယာပါကျွန်တော်တို့ရဲ့ MMA5 channel မှာကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းကတော့2025ခု April လမှာ Italia မှာဖြစ်မဲ့ Backtrack Upgrade အကြောင်းပါဒါကလည်း Italia ကိုပိုပြန်ဆန်ပိုထိရောက်ပိုသုံးပြုလို့ကောင်းအောင်ကြောင်းလဲမဲ့အဆင့်မြင့်တဲ့မှုတစ်ခုပါItalia ကို sales မျိုးတော်လေးတစ်ခုလို့စကူရင်ကြည့်ပါအဲ့ဒီမှာရှိတဲ့ sales တွေကမျိုးတော်ကိုချောမော့စွာလုံးလုံးနိုင်အောင်ပူပေါင်းကြိုးစားနေကြတယ်ဒါပေမဲ့တစ်ခါတလေမှာ sales တွေကိုပိုကောင်းအောင်စစ်မြစ်တင်ဖို့ကိုလိုတယ်အဲ့ဒါက Backtrack Upgrade ပါဒါက Italia ကိုပိုမြန်ဆန်ပိုပြောစရာကောင်းလုပ်ပေးမယ်အသက်တွေထည့်သွင်းမယ်စစ်မြစ်တင်မှုပါအရန်ကိုကောင်းတဲ့အသက်တစ်ခုကတော့ EIP 7702ပါဒါက 10% အိတ်ကို budget 1 ချောင်းပေးလိုက်တယ်လို့ပါပဲအခုဆို Italia ရဲ့အထူးငွေကြေး ETH ကိုသုံးပြီးပေးချေစရာမလိုပဲ USDC ဒါမှမဟုတ်ဒိုင်းလို့စိုက်ငွေကြေးတွေနဲ့လည်းပေးချေလို့ရပါတယ်ပြီးတော့တက်ငွေကြေးတွေကိုပတ်သက်ပို့တာဂိမ်းဆော့တာလို့ဒီအရာတွေကိုတစ်ခါလဲလုပ်လို့ရတယ်နောက်တစ်ခုကတော့ EIP 7251ပါဒါက validator တွေအတွက်ပါသူတို့က Italia ကိုလုံခြုံအောင်ထိသိမ်းပေးတဲ့သူတွေပါအခုဆိုသူတို့က ETH 32ပဲခါလဲဆင်းလို့ရပါတယ် Lego အသုံးလေးတွေနဲ့အင်္ဂလိပ်လေးစောက်တူလို့ပေါ့ဒါပေမဲ့ဆင်းမြင့်တဲ့ပြီးရင် ETH 1048တုံးအထိတစ်ခါလဲဆင်းလို့ရပါတယ်အဲ့ဒါဆိုရင် Lego ရတဲ့ကြီးတစ်ခုလို့ဖြစ်သွားပါမယ်သူတို့ကအလုံးလုံးလဲပိုလွယ်ပြီး Italia ကပိုချောမော့စွာအလုံးလုံးနိုင်မယ်နောက်တစ်ခုက EIP 7742ပါဒါက Italia ကို data တွေပိုများများလှုပ်ဆောင်နိုင်အောင်ကူညီပေးပါတယ်ပါရီတစ်ခုမှာဘူပေါင်းတွေပိုများလာရင်ပိုပြောစရာကောင်းတယ်လို့ပေါ့ဒါက layer 2 ဖြည့်ရှင်းနည်းတွေကိုပိုကောင်းအောင်လှုပ်ဆောင်ပေးတာကြောင့် Italia ဘောက game တွေ app တွေကပိုပြန်ဆန်ပြီးဈေးပိုတက်လာပါမယ်ဒါဆိုစစ်မြစ်တင်မှုကဘယ်တော့ဖြစ်မလဲ April 10ရက်နေ့ကိုမှတ်ထားပါစစ်မြစ်တင်မှုက testnet လို့ခေါ်တဲ့သေးငယ်တဲ့ကွန်ရက်တွေမှာဆက်သက်ပြီးမှပြင်မကွန်ရက်မှာစတင်ပါပါဒါကကြီးမားတဲ့တဲဝဲမတိုင်ခင်လေ့ကျင့်တူလို့မျိုးပါအကုန်လုံးချောမော့စွာအလုပ်လုပ်ပါပါဒါဆို Backtrack Upgrade အကြောင်းအတူချုပ်ပြောပြပါပြီဒါက Italia ကိုပုံမြန်ဆန်ပိုလွယ်ကူပိုပြောစရာကောင်းအောင်လုပ်ဆောင်ပေးပါပါ game source တို့ဖြစ်ဖြစ် developer ဖြစ်ဖြစ်ဒီပညာကိုစိတ်ဝင်စားသူဖြစ်ဖြစ်ဒီအစစ်မြစ်တင်မှုကစိတ်လှုပ်ရှားစရာပါပဲခုဗီဒီယိုကိုကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် like နဲ့ subscribe လုပ်ဖို့လည်းမေ့ပါနဲ့နော်နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်